အနေနဲ့တရင်မှုကိုရှင်းလင်းပြီး KNL ထံလက်နက်နဲ့အတူအလင်းဝင်လာတဲ့တပ်တီခဲစစ်သားတွေအကြောင်းမှာတရင်မှုကိုရှင်းလင်းပြီး KNL ထံလက်နက်နဲ့အတူအလင်းဝင်လာတဲ့တပ်တီခဲစစ်သားတွေရဲ့ရဲစွမ်းကချီကျူးထိုက်ပါတယ်။စစ်ကော်မရှင်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့ပူးပေါင်းတပ်တွေကြားစစ်ရေးအခြေအနေတင်းမာနေတဲ့ဖာပုံမြို့နယ်အတွင်းမှာစစ်ကော်မရှင်ဘက်ကအတရားအဓမ္မပေါ်တာဆွဲပြီးစစ်တဲသွင်းခဲ့တဲ့စစ်မှုထမ်းတပ်သားတစ်တွေဟာစစ်ကြောမှုဖြစ်သူခြေလင်းတက်ရင်ခလိုက်ရတစ်ကိုတရင်မူဗိုလ်မှူးကျော်မင်းတန်ကိုဇွန်လ21ရက်နေ့ကအောင်မြင်စွာလှုပ်ကြံတပ်ဖြတ်လိုက်ပါတယ်။ကမာမောင်းမြို့နယ်ဘက်ကနေဖာပုံမြို့နယ်စီစစ်ကြောင်းထိုးလာတဲ့အဆိုပါစစ်ကော်မရှင်စစ်ကြောင်းကိုတရင်မူဗိုလ်မှူးကျော်မင်းတန်ကဥဆောင်လာခဲ့တာဖြစ်ပြီးစစ်ကြောင်းစတင်ထွက်ခွာလာတဲ့အချိန်ကမာမောင်းမြို့ကလေးကတပ်သားတစ်တွေက၎င်းကိုလှုပ်ကြံမှုစနစ်တကျကြံစီပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။တရင်မှုကိုလှုပ်ကြံရမှာဥဆောင်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းတပ်သားတရဲထွက်ဆိုချက်အရသူတို့ဟာအာဏာပိုင်တွေရဲ့ယုံကြည်မှုကိုအရင်ဆုံးရယူပြီးတရင်မှုရဲ့ဘော်ဒီကန်တပ်တော်ဆောင်အဖြစ်တာဝန်ပေးခံရအောင်လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီနောက်တပ်တော်ဆောင်အဖြစ်နေနီးကက်ကက်နေခွင့်ရတဲ့အချိန်မှာအခြားသောစစ်မှုထမ်းတပ်သားတွေနဲ့လှုပ်ဝက်စီလုံးပြီးစစ်ကော်မရှင်တပ်သားတွေအထုပ်ပိုးတွေပြင်ဆင်ပြီးအလင်းအငိုက်ဖြစ်နေတဲ့အချိန်ကောင်းကိုရွေးချယ်ကတရင်မှုကိုလှုပ်ကြံတပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။တရင်မှုကိုလှုပ်ကြံပြီးနောက်ဇွန်လတတိယပတ်အတွင်းမှာပဲအဆိုပါဥဆောင်ခဲ့တဲ့လူငယ်အပါအဝင်အခြားပြည်သူ့စစ်မှုထမ်းစုစုပေါင်း23ယောက်ဟာတပ်နက်နဲ့ကြီးစံအပြည့်စုံတဲ့ KNL တပ်ဖွဲ့တွေထံကိုဘေးကင်းစွာလာရောက်ပူးပေါင်းခဲ့ကြပါတယ်။၎င်းတို့နဲ့အတူပါလာတဲ့သူတွေထဲမှာတပ်ထဲကနေထွက်ပြေးဖို့ကြိုးစားလို့ပြန်ဖမ်းမိထားပြီးစစ်ကောင်မရှင်ဘက်ကတေတံချမှန်ထားတဲ့အဓမ္မစစ်မှုထမ်းစနစ်ရဲ့တားကောင်လူငယ်တချို့လည်းပါဝင်နေတာမို့စစ်ကောင်မရှင်ရဲ့တပ်တွင်းဖိနှိပ်မှုတွေဘလောက်အထိပြင်းထန်နေလဲဆိုတာပေါ်လွင်နေပါတယ်။အဆိုပါလောက်ကျန်မှုကိုဥဆောင်ခဲ့တဲ့လူငယ်ဟာပဲခူးတိုင်းကဖြစ်ပြီးဇန်နဝါရီလ23ရက်နေ့တုန်းကနေရင်အတွင်းအထိစစ်ကောင်မရှင်တပ်ကဝင်ရောက်ကပေါ်တာဆွဲအတရားဓမ္မဖမ်းဆီးသွားတာဖြစ်ပြီးပြည်သူ့စစ်မှုထမ်းတင်တဲ့အပတ်စဉ်21ကိုတက်ရောက်ခဲ့ရသူဖြစ်ပါတယ်။၎င်းရဲ့ပြောပြချက်အရလက်ရှိစစ်ကောင်ရှင်တပ်တွေမှာအရင်ကတည်းကရှိနေတဲ့တတိရဲဘော်အင်အားဟာအင်မတန်နှဲပါနေပြီးစစ်မှုထမ်းစင်ခေါ်တာနဲ့ပေါ်တာဆွဲတာတွေကိုပဲအဓိကအားကိုးပြီးအတင်းအကျပ်အင်အားဖြစ်တင်နေရတာဖြစ်ပါတယ်။စစ်ကောင်ရှင်ဟာတပ်တဲကိုရောက်လာတဲ့အဓမ္မစစ်မှုထမ်းလူငယ်တွေကိုစစ်တပ်ပိုင်းဆိုင်ရာမှိုင်းသွင်းတဲ့အနေနဲ့ဒီတပုံတွေကိုမင်းတို့မှမတက်ရင်ငါတို့မနိုင်ဘူးဆိုပြီးတော်လိုင်းအင်အားစုတွေကိုတိုက်ခိုက်ဖို့နေ့စဉ်ရိုက်တွင်ပြောဆိုလေးရှိရလို့သိရပါတယ်။တည်ရင်မှုကိုလှုပ်ကြံပြီးလွတ်မြောက်လာတဲ့လူငယ်ကစစ်ကောင်မရှင်တပ်တွင်ကြမ်းရှိနေသေးတဲ့စစ်မှုထမ်းဖမ်းဆီးကန်လူငယ်တွေကိုလည်းအခွင့်အရေးရရင်ရတယ်လို့အသုံးချပြီးတော်လိုင်းဘက်ကိုအမြန်ဆုံးကူးပြောင်းလာကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ဒါ့အပြင်၎င်းကစစ်ကောင်ရှင်တပ်ရဲ့လူမဆန်တဲ့ဆက်ဆံမှုနဲ့တော်လိုင်းရဲဘော်တွေရဲ့နွေနွေထွေထွေကြိုးဆိုဆက်ဆံမှုဟာကောင်းကင်တဲ့မြေကြီးလိုကွာခြားကြောင်းနဲ့စစ်ကောင်ရှင်လက်ထဲကလွတ်မြောက်လာကြတဲ့ကစိတ်ချမ်းသာပြီးအမြဲပြုံးပြော်နိုင်ပြီဖြစ်ကြောင်းရီမောရင်ရှင်းဖွင့်ပြောဆိုထားပါတယ်။တော်လိုင်းအင်အားစုပူပေါင်းတပ်ဘက်ကတာဝန်ရှိသူတို့ရဲ့အဆိုအရစစ်ကောင်ရှင်ဟာလက်လွတ်ဆုံးရှုံးထားရတဲ့ဖာပုံမြို့နယ်ဗျူဟာမြောက်စခန်းတွေကိုပြန်လည်သိမ်းပိုက်ဖို့အတွက်စစ်ကြောင်းတွေပြင်ဆင်ပြီးအသေးအံထိုးဆင်လာတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။လက်တလုံးမှာဖာပုံမြို့နယ်အတွင်းမှာစစ်ကောင်ရှင်တပ်ကတော်လိုင်းပူပေါင်းတပ်တွေရဲ့ကာကင်းစခန်းတစ်ခုကိုကြော်ဖြတ်နိုင်ခဲ့ပေမဲ့လည်းစခန်းတစ်ခုလုံးနဲ့မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကတော့ဝေးကွာနေဆဲဖြစ်ပါတယ်။